လာရှိုးမြို့မှာကုံစုံဆိုင်မှာဈေးရောက်နေတဲ့အမျိုးသမီးတယောက်ကိုလက်နက်ကင်လူလူစုကပြန်ပြီးဆွဲသွားတဲ့အကြောင်းပြပြချင်ပါတယ်။စစ်ကော်မရှင်အုပ်ချုပ်မှုလက်အောက်မှာရှိနေတဲ့လာရှိုးမြို့မှာကုံစုံဆိုင်မှာဈေးရောက်နေတဲ့အမျိုးသမီးတယောက်ကိုလက်နက်ကင်လူလူစုကပြန်ပြီးဆွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့ဖေဖော်ဝါရီလ24ရက်ညနေပိုင်းမှာလာရှိုးမြို့ရက်ကွက်9ကုံစုံဆိုင်တစ်ဆိုင်ကိုလက်နက်ကင်ထားတဲ့အမျိုးသား3ယောက်ရောက်ရှိလာပြီးတော့ဆိုင်အတွင်းကအမျိုးသမီးတအူးကိုပြန်ပေးဆွဲခဲ့တယ်လို့သိရပါတယ်။အခုလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ရုပ်သံဖိုင်မှာအမျိုးသား3ဦးကအမျိုးသမီးကိုပြန်ပေးဆွဲသွားတဲ့အပြင်ဆိုင်ထဲကပတ်စံတွေကိုလည်းယူဆောင်သွားတာကို CCTV မှတ်တမ်းတွေရသိရှိရပါတယ်။ဆိုတော့ဒီမြန်မာနိုင်ငံတဝန်းမှာတော့ပြန်ပေးဆွဲမှုတွေလူရက်မှုတွေဓမြမှုတွေအခုနောက်ပိုင်းမှာခက်စိတ်ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံမှာနေတဲ့လူတွေအနေနဲ့အစအအရာတတိထားဖို့အတွက်မှာချင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်လို့ရပါတယ်နော်။